မအင်တာဗျူးလေး ရတယ်ထိုင်နေလေရတယ်လေမေးမယ်လေခဏလေးနောက်ဆောက်မောင်လေးလာမောင်လေးစီပြီးပါအောင်ကြည့်ပြီးမမစောင့်နေလာမောင်လေးလာဒီနားထိုင်ဟဲလာမောင်လေးဒီနာမည်လေးဘယ်လိုခေါ်လဲ ညီမလေးနာမည်က ညုံလေမေးသေးလို့လားဒီမလေးမျက်နှာနေထားဒီလိုသွားတာလေသူ့အရင်မတယောက်ပြီးမှတယောက်ပြီလေဘလို့စွတ်တွေဝင်ပြေးနေတာအဆင်ပြေဦးနော် မသိဘူးညီမလေးကအရင်ရောက်တာဆိုအရင်မေးရထင်လိုက်လို့ ဟာအရင်ရောက်တယ်ပါလေဒီမလေးမျက်နှာနေထားဒီလိုလာတာလေဒီလိုလာမှဒီလိုပြေးလေဟမ်နေမေးမှပြေးနာမည်ဘယ်လိုခေါ်လဲ ပါရေးပါမမ ဟဲ့တာအေးနာမည်လည်းဘူဆန်လိုက်တာမောင်လေးရဲ့ချောလိုက်တာနာမည်လေးကလှလိုက်တာနာမည်ဘယ်လိုခေါ်လဲ ညီမလေးနာမည်ဂျက်စီကာရှင်းရှင်းပါရှင် စစီကရှင်းဟဲ့နာမည်လည်းတောဆန်လိုက်တာဟဲ့ဘလို့ပေးထားရလဲမပေးတဲ့လာပြောပေါ့နည်းနည်းပပရွှေချောင်းပြီးချောင်းနဲ့ဘေဒီမေးပြီးတော့နာမည်လေးလှလှလေးပေးမယ်လေဟောအခုကကြတော့မမကလေအင်တာဗျူးမှာဆိုမမတို့ရွှေချမ်းမှာတော့တကယ်တော်ပြီးတော့တကယ်လက်တွေ့ကြကြနဲ့တကယ်အရာရာတိုင်းကိုတော်တဲ့လူကိုပဲမမတို့ကလှုပ်ခန့်မှာအဲ့တောင်ကိုရိုင်းမင်းမဲ့အစားမမတို့အောက်မှာပဲဆင်းပြီးတော့လက်တွေ့လေးမေးကြမယ်နော်ပစ္စည်းလေးနဲ့တက်ကွာနော်အဲ့ဒါတော့မမလေးအား ညီမလေးရော ပါတယ်လိုက်ခဲ့နောက်ကနေလိုက်ခဲ့ဘလို့ဖြစ်နေမလို့ရမ်းရှာရှိရဲ့နော်လာမောင်လေးလာမမမေးမယ်နော်ဟဲ့ဘလို့ဖြစ်နေတာတော့တယောက်ချင်းတယောက်မေးမယ်လေဩဘလို့ဖြစ်နေတာမလေးအဲ့ဒါလေးကလေမမတို့ဆိုင်မှာအရန်ရောင်းအားကောင်းတဲ့ဟာလေးအဲ့လေဗာလေးသိလာနေမယ်လေ ရှင်သိဟောချီချူ အေးမောင်လေးတော်လိုက်တာမောင်လေးလေးလာခဲ့နော်မောင်တို့ရှိမှလဲဟုတ်ပြီလားညီမလေးလားမလေးကကျတော့ဒီမတို့ဆိုင်မှာအရန်ရောင်းရဲ့အဲ့ဖီရှူရဲ့ဒဏ္ဍာရီအစအဆုံးဖြစ်ပေါ်လာပုံနဲ့ဗာကြီးမမတို့တစ်ချက်ရှင်းပြပြီ ဒီရှူတန်နေကြတော့ မသိဘူးမလားမသိဘူးမလားသိနေတယ်ဘာမှလေးလာပြီးတော့အင်တာလာဗျူးတာမဟုတ်အင်တာဗျူးရဆိုအကုန်လုံးလေးလာရမယ်လေအကုန်လုံးသိနေရမယ်လေဘာမှမသိဘူးဟဲ့လမ်းမလေးလာကောက်သွားပြီးတော့ဆက်မင်းမယ်နော်မောင်လေးလားဒါလေးကအဲ့အဝါရောင်လေးကဘာကြောက်နေလဲ စနွင်းဝါစလင်းဝါ ဟုတ်ကဲ့မောင်လေးအရန်တော်တာပဲစလင်းကမှန်တယ်ဟုတ်တယ်လားဒါဘာကြောက်လဲ အဲ့ဒါခင်းဆွဲမှာ ခရမ်းဆိုတော့နင်းလားငါလည်းသိရလေဒီမှာခရမ်းရောင်ကြီးမှာတော့ငါလည်းနေတော့သိရလေအင်္ဂလိပ်လိုပေါင်းခိုင်းတာ အင်္ဂလိပ်လို ဟုတ်ကဲ့ အင်္ဂလိပ်လိုပပက်ဆုံး ဘောင်းပေါ်ပဲစတုံးပဲဘောင်းပေါ်ပဲစတုံးနည်းပပလေးလာပြီးတော့လားအင်တာဗျူးလေလွေပေါ်တာဒီမှာမောင်လေးကနမတ်ရည်နော်နင်း0နော်ကိုသိရနော်ဘာမှလည်းမတော်ဘူးမေးလိုက်တိုင်းဘာမှလည်းမဖြစ်နိုင်ဟုတ်ပြီဒီတစ်ခါတော့နောက်ဆုံးအဆင့်အင်တာဗျူးပေါ့နော်မမတို့ကကြောက်ဒီ marketing မှာလည်း TikTok တွေပါမှာအကတွေပါယူပစ္စည်းတွေနဲ့ပါနေတယ်သွားမှာအဲ့တော့ကထက်သလားပေါ့ ကတယ်တယ် မဟုတ်ဘူးလေဘယ်လိုဖြစ်နိုင်တယောက်ပြီးမှတယောက်သွားမယ်အဲ့တော့မောင်လေးအရင်ကပြပါဦးမောင်ကပြပါဦးဟဲ့မောင်လေးခါထားလိုက်တာပါရမီရှင်မောင်လေးအမလေးအရန်တော်တာပဲဟုတ်ပြီညီလက်ကင်ပေးရအောင် တက်တက် လူတွေကနေရလဲငါတို့ရှိတယ်မအဲ့လိုကလို့မဖြစ်ဘူးလေရော့အောင်တော့ညီမေးလိုက်တယ်လည်းမဖြစ်နိုင်ဘူးပြုတ်တယ်ညီကအော်တိုပြုတ် မရောက်လား မလုပ်ရတော့ဘူး ညီမလေးအလုံးမခန့်တော့ မဖြစ်တော့ဘူး အဲ့တော့ဒီရွှေချမ်းမှာညီမလေးအလုံးမလုပ်ရတော့ မရတော့ဘူး မလည်းအောက်ကိုလည်းညီမလေးကမလုပ်ရ မ တော့ လုပ်ရတော့ဘူး မလုပ်ဘူးရောယူ ရွှေပြည်ပြည်စတိုင်းဆန်